အားလုံးပဲမင်္ဂလာပါကျွန်တော်ခုမြင်တွေ့နေရတာကတော့စကိုင်းမြို့မှာရှိတဲ့ဝေလူဝငါတဲ့ကြီးမြတ်စွာဘုရားပဲဖြစ်ပါတယ်ဒီဘုရားဆိုရင်စကိုင်းငလျင်ကြောင့်အခုချိန်မှာပျက်စီးသွားတဲ့ကြောင့်ပြန်လည်ပြုပြင်ဖို့အတွက်ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်ဒီစကိုင်းမြို့ဝေလူဝငါတဲ့ကြီးမြတ်စွာဘုရားကိုတာလွန်မင်းတရားရဲ့သားတော်ပိတလေမင်းကြီးခေါ်မင်းရဲ့နန္ဒမိတ်ကနေပြီးတော့တက္ကရာ1020ခုနှစ်ကစုံလပြည့်ကျော်3ရက်ကြာသပတေးနေ့မှာစတင်တိုင်ထူတော်မူခဲ့တယ်လို့သိရပါတယ်။နိုင်ရဆန်သွားတဲ့သမီးတော်တီရီဘုံထွတ်ပိုင်ဆိုင်တဲ့ရွှေရုပ်ငွေရုပ်များလက်ဝတ်ရတနာများကိုရွှေပေခတ်ပြီးပိဋကတ်သုံးပုံကျမ်းဦးကိုကညစ်အခရာရေးကဗုဒ္ဓမြတ်စွာဘုရားရဲ့ရုပ်ပွားတော်စင်ထူတော်ဓာတ်တော်မွေတော်တွေနဲ့အတူဒီဗုဒ္ဓရုပ်ပွားတော်ကြီးကိုတည်ထားတော်မူခဲ့တာဖြစ်ပါတယ်။ရှေးဟောင်းသူတေသနာဌာနအကူအညီတောင်းလို့ရှေးဟောင်းသူတေသနာဌာနအကူအညီတောင်းလို့ကျွန်တော်တို့အဖွဲ့ကတက်ရောက်ပြီးတော့မိုးကအုပ်ပေးခြင်းဖြစ်ပါတယ်အရှင်ဘုရားတပည့်တော်တို့ကလေးတွေကိုကူညီဆောင်ရှောက်ပါဘုရားတမာရီကနတ်မြတ်နတ်ကောင်းနတ်မြတ်ပေါင်းတပည့်တော်တို့တနင်္ဂနွေနေ့တိုင်းအနန္တဘုရားယင်မြင်တော်မှာဘုရားတန်ရှင်ပြုလုပ်တဲ့အသင်းအဖွဲ့ပါဘုရားအရှင်ဘုရားရဲ့မိုးလေလုံခြုံရန်အတွက်တပည့်တော်တို့တက်ရောက်ပြီးတော့ဘုရားကိုမိုးကအုပ်အမိုးပေးခြင်းဖြစ်ပါတယ်နတ်မြတ်နတ်ကောင်းနတ်မြတ်ပေါင်းတို့ဆောင်ရှောက်ပါကလေးတွေကိုတပည့်တော်တို့ပြုလုပ်တဲ့ဝေယဝိသဒါနကုစုအားလုံးကိုနတ်မြတ်နတ်ကောင်းနတ်မြတ်ပေါင်းတို့အမျှတမ်းပေးရပါတယ်အားလုံးဆက်ဆက်ရရအစဉ်ပြေချုံမွေးအောင်ဆောင်ရှောက်ပေးပါဘုရားဖြစ်ပါတယ်ခုမြင်တွေ့နေရတော့အရေးမထွက်ဘုရားဖြစ်ပါတယ်ဒီဘုရားဆိုရင်မန္တလေးမြို့မြောက်ပြင်တရေစီအနီးအောင်မီတာဆန်မြို့နယ်မှာတည်ရှိပါတယ်ပကံခိတင်ဆက်သားမင်းရဲ့ကောင်းမှုတော်လို့ကြောက်စာအရာသိရပါတယ်အရေးမထွက်ဘုရားကြောက်စာကိုဘုရားရင်မြင်တော်အတွင်းအရှိမြောက်တောက်မှာတည်ထားပါတယ်တက္ကရာ426ခုနှစ်ပကံပြည်၌နန်းတက်တော်ကျန်စင်မင်းအားဒေရီတော်ကိုတည်ပြီးလျင်နရဆံဃာနီးမှာအေးစေတော်ဘုရားသည်နောင်တဘဝလူဖြစ်ငါရကမှအရေးထပ်ပါစေဟုအဋ္ဌံပြုခဲ့သည့်အတွက်အရေးမထွက်သောကြောင့်အရေးမထွက်ဘုရားလို့ခေါ်ဝေါ်ခဲ့ကြောင်းမှတ်သားရပါတယ်အခုတော့ဒီစကိုင်းငလျင်ကြောင့်ပျက်စီးသွားတာကြောင့်ဒီဘုရားကိုပြန်လဲပြုပြင်ဖို့ပြင်ဆင်နေတဲ့မြင်ကွင်းကိုလည်းတွေ့မြင်ရတာဖြစ်ပါတယ်မြတ်စွာဘုရားလောင်းတော်သည်ဟိမုန်တောင်၌ကျက်မင်းဘဝဖြစ်စဉ်ဘာနတိမင်းရဲ့အမိဘုရားကဒီကျက်မင်းရဲ့တရားကိုနာလိုတော့ကြောင့်မိုးဆိုးကိုဖန်ဆီးခိုင်းစေရမှကျက်မင်းကပြတ်တန်းထွက်ပြေးလာခဲ့ပြီးတရားဝီမြစ်ကမ်းတစ်ပေးမှာရှိတဲ့မာခီရီတောင်ထိပ်နဂရစ်တောင်ထိပ်တို့၌ခိုလုံသောကြောင့်ရွှေကြက်ရဟု၏အမည်တွင်သောတောင်နှလုံးပေါ်တွင်တက္ကရာ128ခုနှစ်မှာအာတောကမင်းကြီးကဓာတ်တော်မူတော်တွေဌာပနာပြီးတော့စေတီတည်ထားခဲ့တာဖြစ်ပါတယ်